တက်ခင်ဘန်းလုပ်တဲ့ခါဘာတွေခက်ခဲရှိလဲဆိုတော့ခါကြတော့ကျွန်တော်တို့ကသပင်တော့ကောက်ခဲ့ကြတာပဲပေါ့နော်အရင်ဆေးအကြောင်းလဲနားမလဲဘူးဆေးကဘာတွေနဲ့ဖွဲ့စည်းထားတယ်ဘာလဲမသိဘူးဒီဆေးကိုပဲသုံးပြီးတော့ဒီလိုပဲပုံမှန်တံမရိုးကြပဲကောက်ခဲ့ကြတာပေါ့နော်အဲ့ဒါတွေကတော့အခက်ခဲလို့တော့ထင်ပါတယ်စံသားကိုမပြည့်စည်ပဲနဲ့လုံးဝ smart ကြဖြောင်းခြင်းကောက်ခြင်းညှက်ခြင်းနဲ့ဆိုရင်ဆီယာမရဲ့ next level teacher တင်တိုင်းကိုလာရောက်ဖို့တဲ့တိုက်တွန်းချင်ပါတယ်အပြီးသွားလို့ရှိရင်လည်းကိုစိုးရိမ်သိမရှိပဲ chemical ကိုနိုင်နင်းပိုင်နိုင်သုံးပြနိုင်တဲ့ပညာရှင်တယောက်ဖြစ်လာမှာပါလို့အားမခံပါတယ်training ထဲမှာအမှတ်တရပြည့်စုံသင်ခန်းစာပါလဲဆိုတော့ခါကျပထမကျွန်တော်ပြောခဲ့သလိုပေါ့နော်ကျွန်တော်ဒီဆေးတွေထဲမှာပါဝင်တဲ့ဒီ chemical အကြောင်းတွေအဲ့ဒီအကြောင်းတွေကိုကျွန်တော်တို့အရင်တော့ဂါဂနာနာဘာမှမသိခဲ့ရဘူးပေါ့နော်အဲ့ဒီအကြောင်းတွေသိခဲ့ရတာကျွန်တော်တို့အမှတ်တရအဖြစ်ဆုံးနဲ့တန်ဖိုးရှိဆုံးလို့ထင်ပါတယ်ဒီ training ကိုတက်ဖို့စဉ်းစားနေတဲ့ style လေးတွေကိုအကြံပေးချင်တာကတော့တက်ဖြစ်အောင်တက်ကြအချိန်ပေးရတဲ့တန်တဲ့ result တွေရရှိပါလိမ့်မယ်ဒီမှာဒီစပင်ပိုင်းပညာရပ်နဲ့ပတ်သက်ကိုရှိလို့ရှိမှန်းတော့မသိတဲ့ဒီပညာရပ်တွေပါကိုကသိရှိမှဖြစ်တဲ့အတွက်ကြောင့်ဒီသင်တန်း join ပြအောင် join ပြဖို့အကြံပေးချင်ပါတယ်အရင်စိတ်ကျင်နေမှုရှိပါတယ်ဟို chemical ဘိုင်းတွေဒါမကပဲနဲ့သူက advanced scattering နည်းပညာတွေကိုညရတာအရင်လွယ်ကူပြီးထွက်လာတဲ့ပုံစံတွေရတယ်ခင်မိတဲ့အမိုက်စားလေးတွေပုံစံလေးတွေပေါ့နော်ပြီးတော့အကောက်တွေကလည်းရိုးရိုးပုံစံတွေမဟုတ်တော့ဘဲနဲ့လုံးဝ next level အရင် next level ဖြစ်သွားတဲ့အမိုက်စားနည်းစနစ်တွေမို့လို့ဆိုင်မှာလာတဲ့ customer တွေကိုတေချာလေးပုံဖော်ပြီးတော့အရင်ကိုစိတ်လှုပ်ရှားနေပါပြီ